ညီကိုတို့အားလုံးပဲမြင်ကြပါဗျာ Premier League ပွဲစဉ် Aston Villa နဲ့ Manchester United ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်။နောက်တော့ Chelsea ပွဲလေးကတော့အားလုံးရလိုက်မယ်လို့ထင်ပါတယ်ဗျ။ဒီလိုတပွဲကောင်းလေးတွေလိုချင်တော့ Telegram Channel လေးကို join ထားပေးပါဗျ။ဒီပွဲလေးကတော့ဒါအကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်။ Aston Villa ကတော့ဒါအမှတ်ပေးစရာမှာ33မှတ်နဲ့အဆင့်3နေရာမှာရပ်တည်နေပါတယ်။ဒါအိမ်ဝင်း Villa ဘက်မှာ Arsenal နဲ့ West Ham တို့ကိုနိုင်ထားသလိုဒါ9ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့ခြေစွမ်းပြနေပါတယ်။ဒါပြင်ဒီဟာဒီအိမ်ခွင်းမှာလည်းဒါရမှတ်40ထိတောင်ရရှိထားပါသေးတယ်။ United အနေနဲ့ကတော့ဒါ26မှတ်နဲ့အဆင့်6နေရာမှာရပ်တည်နေပြီးတော့ဒီပွဲမှာအနိုင်ရခဲ့ရင်တော့ဒါ Top 4နေရာလောက်ကိုပြန်လည်တက်ရောက်ဖို့အခွင့်အရေးရလာနိုင်ပါတယ်။ဒါမှမဟုတ်ရင်တော့ဒါလီဗာပူးနှောက်တောင်ရောက်သွားနိုင်တဲ့အခြေအနေပါ။ United တို့ကနောက်ဆုံးဝေးခွင်း5ပွဲမှာဒါရှုံးပွဲမရှိခဲ့ပေမဲ့ဒါဖုံးမောင်းနဲ့ကစားခဲ့တဲ့နောက်ဆုံးပွဲမှာဆိုရင်ဒါ4-6တရေကျထားတာမလို့ခံစစ်ပိုင်းမှာတော့အားနည်းချက်များနေပါတယ်။ဒီပွဲမှာနှစ်သင်းလုံးကတော့ကျွန်တော်တို့လူဆုံးမှာမဟုတ်ပါဘူးဒါ Aston Villa ဘက်မှာတော့ Portores နဲ့တိုင်ယွန်မင်းတို့လောက်ပဲမပါဝင်နိုင်တာပါ United ဘက်ကတော့ပူဆိုးပါတယ်ဒါဒီလင်းနဲ့ Maguire တို့ဒဏ်ရာရနေတဲ့အပြင်ဒါ Casemiro ကလည်းပွဲပယ်ခံထားပြီးတော့ဒါ Ambumo Ahmed နဲ့ Matt Raoui တို့ကလည်းဒါအာဖရိကဖလာသွားရောက်ရှင်ပြိုင်နေတာဖြစ်လို့လူစီရင်ပိုင်းမှာတော့အားနည်းနေပါတယ် Fernandes Mason Mount ကူညာတို့ကိုပဲအဓိကအားထားရမှာပါကျွန်တော် Head-to-Head ကိုကြည့်မယ်ဆိုရင်နောက်ဆုံး9ချိန်မှာ9ချိန်အထိနိုင်ထားတဲ့ United ကတော့အပြတ်သက်တာပါတယ်ပုံမှန်ဆိုရင်တော့ United ကိုကျွန်တော်တို့ချင်းချက်မရှိရေးချယ်လို့ရပေမဲ့အင်ဝင်းအားသာချက်နဲ့လူစုံနေတဲ့ Villa ရဲ့တိုက်စစ်ကို United တို့ထိန်းထားနိုင်မှာမလားဆိုတော့စဉ်းစားစရာပါဒါအပြင် Aston Villa ကပွဲစောပိုင်းမှာရှုံးနေရင်တော့ပွဲပြီးကန်ဒီဆိုကန်ဘက်ပြန်လာတတ်ပါသေးတယ်ဒါကြောင့်တမိုင်းချောင်းထက်လက်ရှိခြေစွမ်းကိုဦးစားပေးကြည့်မယ်ဆိုရင်တော့ Aston Villa ကပဲ United တို့ကိုအနိုင်ယူပြီးတော့ဒါနိုင်ပွဲဆက်မှတ်တမ်းကိုထိမ့်သိမ်းသွားပါလိမ့်မယ်ညီကိုတို့ကဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတာ comment လေးမှာရေးပေးသွားပါအောင်ဗျအားလုံးပဲ contact ဖြစ်ကြပါစေဗျ